တရားရောက်ကခမားမျက်နှာကိုအမျက်တနိုးငေးကြည့်နေတဲ့အခါတရားရောက်ကခမားမျက်နှာကိုအမျက်တနိုးငေးကြည့်နေတဲ့အခါခမားရဲ့မသိစိတ်ကသိနေပြီသိစိတ်ကလည်းသိတဲ့အကြောင်းမသိချင်အောင်ဆောင်နေမှာမျက်ဝန်းဟာရှင်သေးထိတိုးဝင်နိုင်တယ်အလင်းရောင်တစ်မျိုးပဲဒီအလင်းမုံတွေဟာခမားတတိယတသလားခမားရဲ့အတွင်းစိတ်မှာတွေ့ညှိနေတော့မှခမားသိရဲ့လားခမားရဲ့နားထဲမှာလေပြေးတွေတိုးနေပြီအမြင်အာရုံမှာတော့ရွှေမှုံရွှေမွှားတွေလွင့်စင်နေလိမ့်မယ်လေထဲမှာချစ်ချင်းမြတ်တာမော်လီကျူးတွေလို့မတည်ရှိနိုင်ဘူးလို့ဘယ်သူညင်းမလဲအသက်ရှူလိုက်တဲ့အခါတယောက်ယောက်ရဲ့ခမားအပေါ်ငေးကြည့်နေတဲ့မျက်ဝန်းတွေဟာလေထဲကတဆင့်ခမားစိတ်အတွင်းထဲထိဝင်ရောက်လာအောင်မယ်ရှုပ်ရှင်ယုံတွေကရှုပ်တရက်လင်းလာတဲ့အလင်းပြပြစီမလားလူသူရှင်းနဲ့မြေနီလန်းတစ်ခုပေါ်မှာလားအရှာအားလုံးပျက်စီးလာတဲ့အခါမှတ်ဉာဏ်ကျွန်တော်တို့အတူရှင်သန်ခဲ့ဘူးကြခြေရလက်ရတစ်ခုပါပဲတရားရောက်ကခမားမျက်နှာကိုအမျက်တနိုးငေးကြည့်နေတဲ့အခါပြုံးပါသူ့နှကန်းတွေကိုရှုပ်တရက်နမ်းရှိုက်ပါအချိန်တစ်ခုပြီးတဲ့အခါတယောက်ယောက်ကိုတတိယမိရင်တယောက်ယောက်ကိုပို့တတိယမိစေမှာတယောက်ယောက်ကခမားမျက်နှာကိုအမျက်တနိုးငေးကြည့်နေတဲ့အခါမှာလေဆက်ရိပ်